ကဲအခုကတော့ငယ်တို့ကျင်းစင်ပြီးရေမိုးချိုးပြီးပေါ့နော်ဟိုတဲကနေပြန်ထွက်ပါမယ်တော်လားပါကဲအခုကတော့စားတဲ့အဖွဲကတော့နောက်မှစားနေကြငယ်တို့တော့ဘိုင်းမစားသေးလို့ပေါ့ပြန်ငယ်ရင်းရိုက်ကူးလေးတစ်ခုလည်းပါလာဆိုတော့အဲ့ဒါလေးရိုက်ရမယ်ပေါ့နော်အဲ့ဒါလေးရိုက်ပြီးမှဘဘပြန်သွားမယ်ပေါ့နော်အခုကဒါငယ်တို့ရွှေစည်းကုံဖျားနာမှာငယ်တို့တဲတဲ့ဟိုတရားလေးရွှေစည်းကုံဖျားနာမှာပဲပေါ့နော်ကဲအခုကတော့ရှူတင်လေးပေါ့နော်ရိုက်နေရပါရှင်အခုကမေတာပါနော်ရွှေစည်းကုံဖျားနာမှာပါမင်းမင်းနဲ့နောက်လိုက်တဲ့ကလေးလေးပါဒီမှာပါမင်းသမီးနောက်လိုက်တဲ့ကောင်မလေးပါအိုးကလေးလေးပါတက်ကြီးပါအခုကနေဝင်တော့မှအရန်လှဒီအချိန်ကြီးကဒီလားရာတီဦးတို့ကတော့အရန်ရင်လည်းခုမပူတော့ပါဆိုညနေဆောင်သွားပြီဆိုမိတ်ကလည်းမကြပြကြနဲ့လိမ့်လာတာဦးလေးတယ်နဲ့လောတက်တဲ့အခါကျနံပါတ်ပြောပါကဲရှူတင်လေးကတော့လေးတက်လေးတော့နည်းနည်းပြီးသွားဒီညတော့ငါတို့တစုံပဲကြိုက်လို့ရမှာပေါ့အချိန်ရတော်တော်လေးလင်းနေနေရဝင်နေပြီဆိုတော့အခုတော့တော်တော်6နိုင်အောင်ထိုးပြတာမသိ Today outfit ပါဒါမင်းညတယောက်ကခေါင်းဝင်တယောက်ဘောင်းဝင်နေအဲ့ဒူမိုင်းဝစ်စမပါပကံဖေးရအရန်ကိုတပည့်ဟိုကအညာကျေးလက်မှုညာမှု vibe အပြည့်ကတော့ရွှေစည်းကုံပြတောင်မဘုတ်ကမိဘကုံစရင်မှာသမီးဟုတ်ရန်တော့မစားသေးဘူးလည်းစားလိုက်တယ်မိချက်သေးချင်းရတယ်ဒါလေးလားမိဒါလေးလားချက်သေးချင်းပြောတော့ငွားတော့ပြောချက်သေးချင်းညောင်းလေးသေးချင်းသွားနေမကောင်းဘူးသွားနေမကောင်းဒီကိန်းကချက်တောင်းလိုက်ပါအမေရမလိုက်ပြီပေးလိုက်ဟဲ့ဘယ်လိုမစားဘူးဘယ်လိုမစားဘူးဟာသမင်းသားမတော့သမင်းတပွဲမှာသားလေကွာအဲ့လေဘာလို့မမနဲ့ယူမှာမရဘူးလေအဲ့လိုမျိုးအဲ့တော့သမင်းပြအလွတ်တပွဲယူကြည့်လိုက်အဲ့လေအဲ့လိုတပွဲတပွဲငါညာသားငါကတဲ့တောင်းစားတခုပဲယူဘလို့တာပါအောင်ဘလို့အစောဆုံးစားရညစားမောင်နေသူတို့ကမညာသားမကကတော့ဆက်ကိုမယ်